ကြိုးစားနေတဲ့လူငယ်လေးဖြစ်တာကြောင့်အမျိုးသမီးတဦးကဆိုင်မှာဖွင့်ပေးဖို့အထိအားပေးခြင်းခံနေရတဲ့စပိန်နဲ့စပင်လိုက်ညက်တဲ့စံသားဆရာလေးစပိန်လေးပေါ်ပုံလေးတင်ကရက်ွက်တဲ့စပင်ညက်တီဆိုပြီးလော်စပီကာလေးနဲ့ပတ်ပြီးစပင်ညက်နေတဲ့ဒီကောင်လေးရဲ့ကြိုးစားမှုဟာတကယ်ကိုအတိမတ်ပြုပေးတင်ပါတယ်အသက်အရွယ်အားဖြင့်20သာရှိသေးပေမဲ့သူ့ရဲ့ကိုအားကိုကကြိုးစားလိုခြင်းစိတ်ကအရွယ်လေးနဲ့တောင်မလိုက်ပါဘူးလူငယ်အများစုဟာဒီလိုအရွယ်တွေမှာနှလုံးသားကြီးရာကိစ္စအပျော်ပါးလိုက်စားမှုတွေနဲ့ပဲအချိန်ကုန်လို့နေတတ်ကြပါတယ်ဒါပေမဲ့ညီလေးဝင်းသူနိုင်ကတော့အခက်အခဲတွေကိုထိုင်ကြီးမနေပဲဘယ်လိုရုံထွက်ရမလဲဆိုတာချက်ချင်းအပြေရှာနိုင်ခဲ့ပါတယ်သူ့အနေနဲ့အရင်ကတော့သပင်ညက်ဆိုင်တွေမှာဝန်ထမ်းအနေနဲ့လုပ်ကင်မှုခဲ့ပါတယ်သူလုပ်ကင်နေတဲ့ဆိုင်လေးကအဝေးကိုပြောင်းတော့တာကြောင့်အိမ်မှာပဲလုပ်စရာမရှိလို့အလုပ်လက်မဲ့ဖြစ်နေခဲ့ပါတယ်ဆိုင်ဖွင့်လိုက်ဖို့ကိုလည်းမတင်ငွေမရှိတာကြောင့်သူ့အတွက်မဖြစ်နိုင်ခဲ့ပါဘူးအဲ့ဒီလိုလမ်းပြောင်းနေချိန်မှာအဖွားဖြစ်သူကစပိန်ကလေးနဲ့ရက်ကွက်ထဲလှည့်ပတ်ညက်ဖို့သူ့ကိုအကြံပေးခဲ့ပါတယ်သူကိုယ်တိုင်ကလည်းကြိုးစားခြင်းနဲ့စိတ်ရှိတာကြောင့်အဖွားဖြစ်သူပြောတာကိုလက်ခံပြီးစမ်းလုပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့အနေနဲ့စချင်းမှာတော့ဒီလိုလုပ်ဖို့ကိုရှက်နေခဲ့ပါသေးတယ်လမ်းတစ်ခုကိုစားပေါက်ရတာဖြစ်လို့သူ့အတွက်မလွယ်ကူနေခဲ့ပါဘူးစက်ပစ္စည်းတွေလည်းအပြည့်စုံမရှိတာကြောင့်တရုတ်ဆက်ကလစ်ပါလေးတစ်ခုနဲ့သာစတင်လိုက်ပါတယ်မိုးရသည့်ကာလာလည်းဖြစ်တာကြောင့်စပိန်နဲ့လှည့်ပြီးညက်ရတဲ့သူ့အတွက်တော့တိတ်တော့အဆင်မပြေလာပါဘူးစပိန်ညက်ခကိုလည်းတကောင်းကို2000သာယူတာဖြစ်ပါတယ်အစကတော့3000လောက်ယူဖို့အဆုံးဖြတ်ထားပေမဲ့တချို့က2000တောင်များတယ်ထင်နေကြတာကြောင့်အားလုံးအဆင်ပြေအောင်2000နဲ့ပဲညက်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အခုလိုစပိန်လေးနဲ့လှည့်ညက်ပေးပြီးလို့အရင်တစ်ခုရမှသာစိုက်ဖွင့်ဖို့သူ့အနေ